ဟင်းထုတ်လောက်စားပါမယ်စက်တူမိတ်များများနဲ့စက်တူမိတ်များများနဲ့ဟင်းထုတ်လောက်စားမယ်ဆန်မုတ်မွေးတစ်စိတ်ထဲကပဲတောင်းပါမယ်ကိုကြိုက်တဲ့တစ်စိတ်ထဲကတောင်းလို့ရတယ်နော်တောင်းထောက်ထပ်မယ်ကောင်းကြီးမို့တော့တဝက်ပဲသုံးမယ်စားနည်းနည်းထည့်မယ်ချုံမထည့်မယ်စီထည့်မယ်ဒီနည်းနည်းထည့်မယ်အဲ့နဲ့ပဲနေတော့မယ်ဝက်သားနဲ့ရောပြီးတော့လုပ်မယ်ဝက်သားကလေဟိုရေခက်တစ်တာအခင်းသားမှာထည့်ထားတော့အရန်ခင်းနေတော့နည်းနည်းပြုတ်လိုက်တာဒီလောက်နေထားဆိုရင်ရပြီအရင်မပြစ်မကျဲပေါ့နော်ဟင်းထုတ်တော့မယ်ဒီလိုတက်တော့လေအမြင်မကျင်းနော်ဟုတ်ပါဘူးစီနေနဲ့တုတ်မယ်ဒါဖက်ရွက်မှာဟင်းထုတ်တွေမကတ်အောင်လို့စီနေနဲ့တုတ်မယ်ဟာဟာ是吗？အလောရောမမလာလို့ကြောင်းအဲ့လိုမဟုတ်ဘူးလာနေထုတ်သွားကြထိုးစမ်းမယ်谁让你这个？对吧？啊，我们不。တက်လာမငါဒီလိုကြည့်ရတော့ဒါဒီလိုလုပ်ပြီးတော့လို့ရှိရင်ဒီပါတော့ဒီလိုဖတ်ပြီးတော့အဲ့ဆိုခေါင်းနဲ့ကျန်နေတဲ့ဟာကိုနောက်ပြန်ခေါင်းမယ်ဒီမှာရော့看地上老做过流水。ဟောခင်ဗျာဆရာခွန်စင်းနဲ့ထမယ် လှလေးရမွေးမြမယ်
က်ထော့ကိုမထုတ်ခင်ပေါ့နော်ဖက်ရွက်ကိုနေလန်းလဲရတယ်ရေတရေရေနွေးနဲ့ဖြောလဲရတယ်မဖြောတော့ကြတော့ရေနွေးနဲ့ဖြောထားတာအဲ့ဒါမှဒီဟင်းထုတ်တွေထုတ်တဲ့အခါဖက်ရွက်ကမပြဲဘဲနဲ့လွယ်လွယ်ကူကူနဲ့ထုတ်လို့ရတာပေါ့နော် 안녕하세요. အများကြီးကြံလေးလေမချလို့ဆက်တော့လိုက်အောင်မယ်နော်ဘိုင်ဘိုင်ဝင်းညာပဲစားကြည့်အောင်မယ်ကောင်းတယ်ငရုတ်တီးစီချက်ငရုတ်တီးစီချက်လောက်ထားတာလေးအပေါ်မှာတင်ပြီးတော့စားပါမယ်ကျူးမြင့်နဲ့တွဲစားရင်အရင်ကောင်းတယ်ကျူးမြင့်သွားဝယ်တာမရလိုက်ဘူးအဲ့တော့ဒီတိုင်းပဲစားမယ်